Sociedad ကိုအိမ်ဝဲဘာနေပြုမှာအခန့်ကစားမယ် Real Madrid မင်္ဂလာပါကျွန်တော်တို့ Real Madrid အသင်းကတော့ La Liga အဖွင့်ပွဲစဉ်1ရဲ့လက်ကျန်ဖြစ်တဲ့ Sociedad အသင်းနဲ့ပွဲစဉ်ကိုအိမ်ကွင်း Santiago ဘာနေပြုမှာ August လ29ရက်နေ့မနက်တနာရီခွဲမြန်မာစံတော်ချိန်မှာကျွန်တော်တို့ရှင်ပြိုင်ကစားရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဖွင့်ပွဲစဉ်ဖြစ်တဲ့ Espanyol နဲ့ပွဲစဉ်တုန်းက2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့ကျွန်တော်တို့ပုတ်ခါတီကအနိုင်ရခဲ့တယ် Carlos SP ကအနိုင်ကိုသွင်းပေးတယ် Jude Bellingham ကအဖွင့်ကိုသွင်းပေးခဲ့တယ်အဲ့တော့တကူပြန်ပေးခဲ့ရတယ်ပေးခဲ့ရတဲ့တကူကလည်းအသင်းမှာရှိတဲ့နောက်ခံလူတွေနောက်ခံနေတာကွင်းလေအဖြတ်ကစားသမားတွေရဲ့အာယုံစူးစိုက်မှုအားနည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ခြေပါကိုတကူပြန်ပြီးတော့ပေးခဲ့ရတယ်အဲ့တော့လာမယ့်ဆိုစီတက်နဲ့ပွဲစဉ်ကတော့အိမ်ခွင်းအဖွင့်ပွဲစဉ်လည်းဖြစ်နေတယ်အဲ့တော့ဒီအတွက်ကြောင့်ကစားသမားတွေအနေနဲ့ဒီထက်အရှိပွဲစဉ်ရအထက်ဂိုးပိုရအောင်လို့စွမ်းဆောင်ပြနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်နောက်တစ်ခုက Vinicius Junior အနေနဲ့သူ့ရဲ့အကျင့်ဇိုးတွေကိုဖြောက်တင်နေပြီးတော့ကျွန်တော်မြင်တယ် Espanyol နဲ့ပွဲစဉ်တော့လုံးဝအားမရောက်ဗျာ Vini ကကျွန်တော်တို့သိခဲ့တဲ့ Vini ပျောက်ဆုံးနေခဲ့တာအခုဆိုရင်တစ်နှစ်ခွဲကျော်သွားပြီအဲ့တော့ Vini အနေနဲ့အမြန်ဆုံးပြန်လာဖို့လိုနေပြီဒီပုံစံအတိုင်းဒီအချိုးတွေပဲဆက်ပြီးလုပ်အောင်မယ်ဆိုတော့ Vini ကိုကျွန်တော်တို့တွေရန်ကုန်မှာခဏထားပြီးတော့ပညာပေးသင့်ပြီလို့မြင်တယ်ဒါကတော့ Mourinho ကင်တွယ်ရမယ့်အလုပ်ဖြစ်ပါတယ်Jose Mourinho Vinicius Junior ကိုသူ့ရဲ့ best version ပြန်ရအောင်လုပ်ပေးနိုင်မယ်လို့ထင်လား brother တို့ကဘယ်လိုမြင်လဲကျွန်တော်ကတော့လက်ရှိအနေထားအရ Vini ကိုလုံးဝအားမရဘူးဗျာ Vini အနေနဲ့ကျောင်းနံပါတ်9ကြီးလဲဝတ်ထားတယ်အသင်းမှာဒါ captain တဦးလဲဖြစ်နေပြီးတော့မှသူ့ရဲ့အကျင့်နေရအစင်မပြေနေဘူးလို့ပြောရမယ်ဒါသူအမြဲဆုံးပြင်ဆင်သင့်ပြီဗျာလက်ရှိအသင်းရဲ့ icon တယောက်လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Vinicius Junior ကိုအကောင်းဆုံးပြန်ပြီးတော့မြင်ချင်ပါတယ်အဲ့တော့ Real Madrid ပြည်သက်တွေကရောလာမယ့် Sociedad နဲ့ပွဲစဉ်မှာ Mourinho ဘယ်လို line up မျိုးထုတ်လာမယ်လို့ထင်လဲတေချာတာကတော့ကျွန်တော်တို့ကွင်းလယ်မှာ Fede Valverde နဲ့ Bernardo Silva အတွက်ကိုကျွန်တော်တို့ချင်းသေးပေါင်းမြင်ရအောင်ပါပဲညာတောင်မှန်မှာပြီးခဲ့တဲ့ပွဲစဉ်တုန်းကလူမျိုး Arda Güler ကို line up ထုတ်လာမလားဒါမှမဟုတ်ရင် Yandio Mendy ကိုထုတ်လာမလားတစ်ချက်ကျွန်တော်တို့စောင့်ကြည့်ရမယ်နောက်တစ်ခုက Jude Bellingham နဲ့ Arda Güler နှစ်ယောက်တွဲကစားတာကထင်သလောက်ခရီးမပေါက်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ် brother တို့ကအမြင်ဘယ်လိုရှိလဲကျွန်တော်အကြိုက်ကိုပြောရမယ်ဆိုရင်တော့ဒီလာမဲ့ပွဲစဉ်မှာ4-2-3-1မှာဒါညာတောင်မှန်မှာပေါ့နော် Yandio Mendy ဘန်တောင်မှန်မှာ Vinicius Junior ကိုကျွန်တော်တို့ပထမပိုင်းလောက်အချိန်ပေးကြည့်မယ်ပြီးကွင်းလေအထိုင်နေရာမှာ Fede Valverde Bernardo Silva attacking midfielder နေရာမှာ Jude Bellingham ကိုခဏအောက်ပြီးတော့ Arda Güler နဲ့ Kylian Mbappe ကိုတွဲတာမျိုးကျွန်တော်မြင်ကြည့်ချင်တယ်ပေါ့ဗျာဒါဗဟိုခံစစ်မှာတော့ Konate ရဲ့ Hauser ရဲ့ဒီဘက်မှာဒါ Carreras ကိုသုံးမလား Cucurella ကိုသုံးမလားကြည့်ရမယ်ညာနောက်ခံလူကတော့ဒါ Dumfries ကိုပဲဆက်ပြီးတော့သုံးမယ်လို့တော့မြင်တယ်ပေါ့နော်တဦးတဲ့အမြင်ရပါတော့ဒီလာမဲ့ပွဲစဉ်မှာမြင်ချင်တဲ့ line up ဖြစ်တယ် brother တို့ကဘယ်လို line up မျိုးထုတ်လာတာမျိုးကိုကြည့်ချင်ကြလဲ Vini အနေနဲ့ထုံးစံအတိုင်းပဲခြေစွမ်းပျောက်ဆုံးနေအောင်မယ်ဆိုရင်တော့ပထမပိုင်းပြီးလောက်ဆိုကျွန်တော်တို့သူ့ခောက်လိုက်တင်ပါပြီအဲ့တော့ Real Madrid fan တွေကရောလာမဲ့ပွဲစဉ်မှာဘယ်လိုမျှော်လင့်ထားလဲဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်လို့မြင်လဲတစ်ချက်လောက်ကျွန်တော်နဲ့အတူ comment လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်ကျွန်တော်ကဘာနေဗျူ daily မြန်မာကိုထွန်းဖြစ်ပါတယ်ကျွန်တော်ကို Facebook TikTok နဲ့ YouTube 3နေရာစလုံးမှာ brother တို့ရှာတွေ့နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ပွဲပြီးပြီဆိုရင်ပွဲပြီး review video နဲ့ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါ